ကျွန်တော်ဘင်္ဂါလီမောင်ပြောနေတာဘင်္ဂါလီလို့ပြောတယ်ပေါ့နော်ဒီပုံကိုယ်တွေအကုန်လုံးမေးချင်တာကတကယ်တမ်းဗလီစောင့်နေတာခင်ဗျားတို့ဒီဘင်္ဂါလီပါလို့ပြောဆိုထားတော့အားလုံးကိုပြန်လက်ခံပါမယ်ဆိုပြီးတော့ဂရိကဝတ်တွေပေးနေတာကခင်ဗျားတို့ရဲ့ဦးမင်းအွန်လိုင်းဆိုတာပြောဖို့မေ့နေအဲ့တော့ကိုအဘကြတော့ကိုဘာမှမပြောရဘူးနော်အခုအဖွင့်လင်းပြောမယ်အဲ့ဒီရခိုင်ဘက်မှာမွတ်စလင်တွေတော်တော်များများကိုလက်နက်တွေတက်ဆင်ပေးနေရလဲခင်ဗျားတို့အဘဖြစ်တယ်နော်ပြီးတော့အားလုံးပြန်လက်ခံပါလဲခင်ဗျားတို့အဘဖြစ်တယ်နော်မဟာမိတ်ဖြစ်နေပူးပေါင်းတာလဲခင်ဗျားတို့အဘဖြစ်တယ်အဲ့တော့ခင်ဗျားတို့ပြောနေတဲ့ဘင်္ဂါလီကကိုမောင်ကဘင်္ဂါလီတာကိုမောင်ကျတော့ပြောရေးလိုက်တာကိုမောင်ကဘာမှပြန်ပြောတယ်မြတ်တာရှင်ဟုတ်လားပြောရေးတာပေါ့သူတို့အဘကျတော့ဘာမှမပြောတကယ်တမ်းဘင်္ဂါလီကဦးမင်းအောင်လိုင်းစစ်နော်တကယ်ဘင်္ဂါလီဆိုတာသူမှအစစ်နောက်ထပ်ဒီထဲမှာဗလီဆောက်ပေးနေတာဗလီကြီးမှနိုင်ငံတော်အဆင့်ဗလီခင်ဗျားတို့ဘာပြောရဲလဲအဲ့ကြောင့်လည်းဘင်္ဂါလီမဟုတ်တော့ပြန်ခင်ဗျားတို့ကမြေနှိမ့်ရဆိုလှန်ဆိုင်ချင်တယ်နော်ခင်ဗျားတို့ဘာမှမလုပ်တဲ့သူဆိုရှင်ပြောချင်တယ်ဒါပေမဲ့ကို့အဘကြတော့တကယ်ဘင်္ဂါလီစစ်ကြတော့တခါလေခင်ဗျားတို့ကိုယ်တိုင်ပဲပြောရမယ်ဆိုရင်ဘင်္ဂါလီဘွားရောက်ကုန်ပြီနော်ကမောင်းနဲ့နိုင်တော့သမရမလုပ်ဘူးဗျဦးမင်းအောင်လိုင်းသမရမလုပ်ဘူးလား